အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဟိုတနေ့တော့ဝယ်ထားတဲ့ EMS ကိရိယာလေးနဲ့ဒီစစ်သိမ်းချိုင်းတစ်ခုမှာသွားပြီးတော့စမ်းသပ်ပြမှာဖြစ်ပါတယ်ဒီနေရာက restrict area ဖြစ်တဲ့အတွက်ကြောင့်အဲ့လိုမျိုးပစ္စည်းကိရိယာအစုံအလင်နဲ့တော့ကျွန်တော်စမ်းသပ်လို့မရပါဘူးဒီ EMS တစ်ခုတည်းနဲ့ကျွန်တော်စမ်းသပ်ပြရမှာဖြစ်ပါတယ်အဲ့တော့မှန်လားမှားလားဆိုတော့ရာခိုင်နှုန်းက50ပါပဲဒါဆိုရင်ကျွန်တော်တို့အတူတူလိုက်ပြီးတော့စမ်းကြည့်မယ်နော်အခုကတော့ည9 နာရီမထိုးသေးဘူးဗျ9 နာရီထိုးကန်ဒီမှာမှောက်မှာအခုကသူတို့ကပုံမှန်ထက်အချိန်တနာရီစောထားတော့အခုအပြင်မှာသာ9 နာရီဆိုမှဒီမှာ10 နာရီပဲဖြစ်သေးလို့တိတ်မမောင်သေးဘူးဆိုတော့ကျွန်တော်အမှောင်ကိုစောင့်နေတာပါဒီစစ်တမ်းညမ်းလေးကတော့တေးပါတယ်အရင်အကြီးတော့မဟုတ်ဘူးသူကနည်းနည်းယာရုကြီးတဲ့လူတွေနဲ့စစ်ပြန်နေလောက်ပဲလာမြုပ်တာပေါ့နော်မြုပ်တာလည်းအယိုးအိုးလောက်ပဲသူကမြုပ်တာများတယ်တခါလေတော့အထိမ့်မှပွဲတွေသူတို့လာလုပ်ပေးတာရှိတယ်ပြီးတော့ဒီနေကအမြဲတမ်းသူတို့ကဟိုလိုမျိုးကလကာကြီးတွေဘာကြီးတွေကာပြီးတော့ပြင်လေးရှိတယ်နည်းနည်းလေး6လှန်ကျန်းတယ်လို့နာမည်ကြီးတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ခဏစောင့်နေတာအပြင်မှာတော့မှောင်တင်းညရဲ့ဟိုမှာလှမ်းမြင်နေရတယ်ကျွန်တော်တင်းညနဲ့အဝေးမှာဒီ EMS ကိုစမ်းမြမယ်နော်ဒါတင်းညနဲ့အဝေးမှာသူ့ကိုချထားတာတက်တောင်မတက်ဘူးသူတော့ဒီအစိမ့်မဲ့တက်တယ်ဒီတခြားဟာတွေဆိုလုံးဝတက်တောင်မတက်ဘူးတက်လားလောက်တော့မလို့ EMS က9 နာရီလဲထိုးကန်နေပြီဆိုတော့မထူးတော့စားကြည့်လိုက်တော့မယ်နော်ဖုန်းအလင်းနည်းနည်းတင်ထားလိုက်အဲ့ဆိုမမြင်ရမှာဆိုလို့ဒါတော့ဖွင့်လိုက်မယ်နော်ဟာထဲတော့မကတ်ရသေးဘူးတက်ချင်နေဒီလေလာဒီနားလောက်ထိရောက်နေဘွက်ဒီဘက်နည်းနည်းရှောက်ကြည့်မယ်နော်ဒီထဲတူဝင်လို့ရရင်တော့ကောင်းမှာဒီထဲတကားဘောက်ကဟိုးပနာလောက်မှာဆိုဒီနားမှာဖြက်နေတက်တယ်နော်ဒီနားကပိုဆိုးတယ်တွေ့လားဒီနားကပိုဆိုးတယ်ဒီနေ့မနက်မှတခုခုလာလောက်သွားတယ်ထင်တယ်ဟိုနားလေးမှာအယုတ်တွေရောပန်းနေရောဒီမှာဆိုအနီလောက်ထိကိုတက်တယ်အေးဆက်ပဲဟိုနာအလဲလောက်ထိသာသွားပြီးတော့စမ်းလို့ရရင်ပိုကောင်းမယ်နော်စပရစ်ပေါက်တွေဗါတဲ့ယူလာမှာဗျဒါပေမဲ့ဒီနေရာတွေကစပရစ်ပေါက်တွေနဲ့ဆိုတော့တိတ်အဆင်မပြေလောက်မီနီစပီကာတွေရောဗါတွေရောဆိုတော့အဆင်မပြေဘူးဆိုတော့ယူလာလို့မရဘူးတင်းညရဲ့အလယ်မှာတော့ပင်တပင်ရှိတယ်အဲ့အပင်ကြီးရဲ့အောက်တက်မှာမြုပ်ထားတဲ့တင်းညရဲ့အကူကအကြီးကြီးပဲတခြားဒီလိုမျိုးတာမန်ကြောက်တုံးတွေထက်ကပီးတွေထက်သူကပိုကြီးတယ်တောက်လျှောက်ပဲဒါကတော့ရိုးဟိုတာမန်အရက်သားတွေမြုပ်တဲ့နေရာမဟုတ်ဘူးပေါ့နော်ဒါစစ်သိမ်းချိုင်းဆိုတော့ကျွန်တော်တို့မြန်မာမှာလည်းဟိုဟန်တာရီအဝိုင်းနားမှာလေစစ်သိမ်းချိုင်းတစ်ခုရှိတယ်အဲ့ဒါလည်းတော်တော်လှအောင်ခုနပိုးဆုံးကျူလားမသိနော်တင်းချိုင်းအများစုမှာပိုးဆုံးကျူရှိတယ်ဗျသိလားဘာဖြစ်လို့လဲတော့မသိဘူးဒါအဲ့ဒီပဲဟိုးအုတ်ကူပေါ်မှာငှက်ကအော်နေအဲ့ဒါတင်းချိုင်းအလဲကောင်လောက်ရောက်လာရှောက်နေနဲ့ဖြည်းဖြည်းချင်းပဲရှောက်လာအများကြီးရှောက်တာမဟုတ်နော်ဒါပဲကျွန်တော်မြန်မာယူဆိုရင်ဒီအပင်တွေပေါ်မှာအစဘာညာရှိနေလောက်ခရစ်ယာန်တွေရဲ့အယူအဆဆိုရင်တို့ကသေလွန်ပြီးသွားလို့ရှိရင်ကောင်းကင်နိုင်ငံတော့ရောက်တယ်လို့ပြောကြတာပေါ့နော်ဒါပေမဲ့
မဟုတ်ဘူးလို့တော့ထင်တယ်တချို့တွေတော့ဟုတ်လိမ့်မယ်ဗျာဒါပေမဲ့တခြားဗုဒ္ဓဘာသာလိုပဲအစွဲလန်းကြီးတဲ့သူတွေကြတော့ကောင်းကင်နိုင်ငံဆက်ချင်းမသွားနိုင်မနဲ့ဒီလူလောကမှာပဲဝဲလည်နေတာပြန်ရတယ်ဘာလို့ဆိုတော့တော်ဆွဲလန်းတဲ့ကိစ္စတွေပါညာဆိုနေတို့လည်းမကြွလွတ်နိုင်အောင်လေနော်ဒီမှာဆိုပန်းနေဗျာသိလားဒီကင်မရာဇွန်းဆွဲပြလို့ရတယ်ပန်းနေကျွန်တော် EMF ကတစ်ဖြက်ဖြက်ပဲတစ်ဖြက်ဖြက်ကိုတတ်နေတာအခုကပြင်မှာဆို8:58 9:00ထိုးတော့မှာဆိုတော့ကျွန်တော်လည်းပြန်ရတော့မှာပြန်တော့မယ်နော်တင်းညိုင်းဟိုမှာလှမ်းမြင်နေရတယ်ကျွန်တော်တင်းညိုင်းနဲ့အဝေးမှာဒီ EMF ကိုစမ်းမြမယ်နော်ဒါတင်းညိုင်းနဲ့အဝေးမှာသူ့ကိုချထားတာတက်တောင်မတက်ဘူးသူတော့ဒီအစိမ့်မဲ့တက်တယ်ဒီတခြားဟာတွေဆိုလုံးဝတက်တောင်မတက်ဘူးတက်လားလောက်တော့မလို့ EMF ကโอเคပါဒါဆိုရင်တော့ပြန်ညရအောင်နော်အခုစမ်းမြတာလေအခုစမ်းမြခဲ့တာဘယ်လိုထင်လဲကျွန်တော်တော့နည်းနည်းကြက်ပို့ပြီးတော့တခြားနေရာတွေပါသွားဆန်းလို့ရရင်ကောင်းမယ်လို့ထင်တာပဲ